သုံးလုံးချစ်ပေးတဲ့အားလုံးမင်္ဂလာပါဒီနေ့အနီးကကလေးထပ်ပြီးတော့ငကိုပြတဲ့ site ကလေးနဲ့တူတဲ့ site ကလေးပေါ့လေဒါနဲ့သူတော့မတူဘူးပေါ့ပြီးခဲ့တဲ့ဘက်ကလေးလေတိုင်းဟိုမှာအလဲတိုင်းသုံးလုံးတန်းလို့ရှိရင်ဆို614ဆိုကဏ္ဍတင်ခဲ့တယ်အဲ့ကဏ္ဍနဲ့တူရအောင်ဒီဘက်လည်းရောက်လို့ရှိရင်အနီးကကြမှာပြန်တင်မယ်အနီးကကြမှာတင်ပြမယ်လို့ပြေးသက်ကိုပြောပြတာပါအခုပြမယ်လို့တရားကြည့်ပါ2014ခုနှစ်18ချိန်မှာဒီခွန်ကြောက်3ဆွဲကဏ္ဍလေးထွက်ခဲ့တယ်အဲ့ကဏ္ဍလေးကသူကဖြစ်စဉ်လေးကသူကလားသူအောက်မှာဆိုရှင်684 6ထိပ်စီ615 6ထိပ်စီ633 6339 6ထိပ်စီ6ထိပ်စီဆိုအဲ့လိုအတန်းလေးနော်ဒီလိုလေး6ထိပ်စီ6ထိပ်စီ6ထိပ်စီဆိုရမှာသူမျက်စောင်းလေးမှာခွန်63ဆိုတဲ့ကဏ္ဍလေးထွက်တယ်ဒီခွန်63မှာဒီနောက်ပိတ်3ဒီဘက်နှစ်မှာမျက်စောင်းလေးမှာ363ဆိုပြီး3ထိပ်စီပြန်ရိုက်တယ်နောက်ပိတ်3က3ထိပ်စီလို့ရတယ်အဲ့ထိပ်စီ3ဒီဘက်နှစ်မျက်စောင်းတို့မှာ3လေတိုင်းဆိုသူကပြန်ဝင်ရိုက်တယ်အဲ့လိုရိုက်ပြီးတဲ့ဟာမှာဒီနောက်ပိတ်နှစ်ဒီသူ့ရဲ့မျက်စောင်းတို့အလဲဝင်အလဲဒီလိုသတိကပုံစံမျိုးလေးနှစ်အလဲတိုင်းဝင်လဲပြီးပြီဆိုလို့ရှိရင်သူကကြည့်ရပါကြီးပြမယ်နော်1 2 3 4 5 6နှစ်3ညနှစ်ဆိုပြီးတော့3ညပါတော့4ပြိတ်ကလေးသူကထွက်ပြေးထားတယ်နော်3ညပါတော့4ပြိတ်ကိုအောက်မှာသူက446ဆိုပြီးသူကထွက်ထားတယ်အဲ့446ကလေးကိုကတော့ဒီလိုအယိုးရှင်းဆုံးပဲကိုကကြည့်လိုက်ပါတယ်သူ့ရဲ့လာတဲ့ပုံစံလေးကဒီလိုလေးလာတာပေါ့နော်ဒီနှစ်လဲတိုင်းဘေးရဲ့နောက်မှာခွန်64ဆိုတာရှိတယ်နောက်ပိတ်လေးကိုယူသူ့ရဲ့အပေါ်က460ဆိုကနောက်4ထိပ်စီကိုယူသူ့ရဲ့အပေါ်က816 6နောက်ပိတ်ကိုယူအဲ့တော့644ဆိုကနဒီကနဒီနှစ်3ညနှစ်ကအောက်မှာဒီလိုလေးထွက်တယ်လို့မြင်တယ်ပေါ့နော်အဲ့တော့သူနဲ့တူတဲ့အပြာသူနဲ့တူတဲ့တရံတူတဲ့ဟာလေးကဒီမှာလာပြီ2019ခုနှစ်မှာ6ကြိမ်မြောက်မှာခွန်ရှင်5လို့ထွက်တယ်အဲ့ခွန်ရှင်5ရဲ့အောက်မှာကြည့်လိုက်ခုနလိုပဲ6ထိပ်စီ6ထိပ်စီလို့လို့ရိုက်တယ်ရိုက်ပြီးမှခွန်ရှင်5ဆိုတဲ့ခဏလေးနှလုံးပေါင်းချင်းတစ်လုံးရဲ့နောက်ပိတ်ဒီ9နောက်ပိတ်ဒီသူ့ရဲ့မျက်စောင်းတော်မှာ959ဆိုပြီးတော့နော်9ထိပ်5ထိပ်စီနဲ့သူတက်ရိုက်တယ်အဲ့5ထိပ်စီစီသူ့ရဲ့မျက်စောင်းတော်ဘက်မှာအလဲကိုဝင်ရိုက်တယ်အဲ့တော့အဲ့လိုလေးရိုက်သွားလဲပြီးသူ့ရဲ့ဒီ9နောက်ပိတ်ရဲ့နောက်က3ညနောက်ပိတ်ဒီခုနလိုပဲနော်3ညအလဲတိုင်း3ညအလဲတိုင်း3ညအလဲတိုင်းဆိုပြီးတော့အဲ့လိုဖြစ်တဲ့အစဉ်လေးကိုကြည့်လိုက်ပြန်ခုနလိုပဲရီးပြမယ်နော်1 2 3 4 5 6ကြိမ်မှာ3ညပါတော့4ပြိခွန်3ညခွန်လို့ထွက်တယ်ဒီ3ညခွန်လို့ထွက်တဲ့ခါသူနဲ့အဲ့လိုမျိုးပြန်ပြီးတော့တရံတူတဲ့ဟာလေးပြန်ကြည့်ကြတော့ဒီ3ညလဲတိုင်း3ညလဲတိုင်း3ညလဲတိုင်းတော့8နဲ့4ဆိုတာ4နောက်ပိတ်ကို4ကိုယူသူ့အပေါ်က134ကို1ထိပ်စီကိုယူသူ့ရဲ့အပေါ်က3ညခွန်9နောက်ပိတ်ကိုယူ914ဆိုတာဒါ break to break ဆိုပြီးတော့နော် break to break ဆိုပြီးတော့သူက2 3ည2 446အခုကလည်းသူက3ညပါတော့4ပြိအခုက4ပါတော့4ပြိဆိုတော့တော်တော်ကောင်းတယ်အဲကြောင့်ကြိုင်ထိုးပါနော်တကယ်အဲ့တိုင်းလေးဖြစ်လာရင်တော့ပြည်သက်တွေအကုန်လုံးအားလုံးပြောရမှာပေါ့အားလုံးပေါက်ကြပါစေကိုတင်လေဟမ်ကိုတင်လေ